အဆင်ပြေတာပဲ ပန်းရောင်ကားစီးတဲ့ကြောင့်ရှားရုံခဏလေးမိသွားတာ6500ရဲ့3000ခွဲ3000ခွဲမြင့်ကြီးကရှမ်းပြော်နေပုံမနော်ငါနဲ့ရှားရုံစတွေ့ရလေခံစားရတဲ့ခံစားချက်ကဘာလဲလို့သိချာမသိခဲ့ဘူးဒါပေမဲ့အခုငါရဲ့အတိတ်ကိုပြန်သတိရလာပြီဆိုတော့ငါနဲ့ရှားရုံကိုအရင်ချစ်နေလို့ပဲဆိုတာသိလိုက်ရတယ်ပန်းရပဲ ပန်းဆိုင်ပိုင်ရှင်ကောင်မလေးကိုပန်းပေးရလေးရလဲတစ်မျိုးလေးပဲနော် ဟုတ်ကြိုက်ရလား ဟာနဲ့ဆိုင်စားဖို့ပန်းရောင်တစ်ခုတောင်းလုပ်လိုက်မယ်နော် အော်ဟုတ်ဟုတ်တယ်ဒီပန်းရဘာမှရှောက်မပြောနဲ့နော် ငါဘာရှောက်ပြောငါပြောမယ်အမှန်တရားဆိုတော့ပန်းအောင်ပါလို့ကားအစီအစဉ်ဖြစ်ရတယ် တိတ်အဲ့ကြောင့်ပန်းရတီးလို့လုံးဝမဖြစ်ဘူးငါ့ကိုတခြားနေရာတွေမှာအနိုင်ယူရတာအားမရလို့အခုတော့နေရာငါတိတ်တခိုးလေးချစ်နေရတဲ့သူကလွတ်လွတ်လိုက်ပြီလားပန်းရငါတခြားအရာတွေကိုနားလေအရှုံးပေးနိုင်ပေမဲ့နှစ်ဆိုင်နဲ့ပတ်သက်လာရင်တော့အရှုံးပေးနိုင်ဘူး ဒီနေ့မိုးတဲ့ကပြောတယ်ရှားရုံမယုံလို့တဲ့ မင်းဘာတွေကြိုးစားနေရလဲဟမ်မင်းဒီလိုလုံးနေလို့ရောမင်းလုံးချင်တာရသွားမယ်လို့မင်းထင်နေရလားဘာရစီပြေးလား ငါဘာတွေတွေးနေမိရလဲ အမဒါလေးဘယ်လောက်လဲရှင် 我你买单，哪能呀？你妈哩？ နာမနော်အော်မအကျွေးရောမဆန်တမ်းလို့ရှိလားမသိဘူး 哦，你妈哩，你俺老卷包了。 ကျွန်တော်မပါရရကျွန်တော်ဆရာကြီးလည်းခါနော် ဒီမဲ့လန်သွားလို့ဒီပြင်မဲ့လန်ကားတွေခဏခဏဖြစ်တော့တောင်းတဲ့နေကြမှာဟေးဒီကောင်ဝဲမှာကိုးလိုက်ဖို့ပဲဒီမှာလေးရတယ် ရှင်တို့လိုက်မနောက်ရှက်နဲ့နော်ကိုလန်းကိုသားတာကောင်းမယ် မာလေးက နောက်ဆက်မဟုတ်ပါဘူး ဟဲ့မင်းတို့ကိုတီးစင်းနဲ့ကိုဖဲမလားငါဖဲရမှာ
阿伯呀，我班养看到波弟弟嘞， 你还没定呢？你讲你买的青龙都爱上没过。ဒီရက်ဒီမှာနေရတာအသားမကျဘူးကိုသွားနေကြရာကိုလုံးနေကြလို့သေးဆိုပေမဲ့ကိုမသိတော့လို့ပဲအရာအားလုံးကစိမ့်သက်နေရများလားဒါမှမဟုတ်ကိုရဲ့တစ်စိတ်တစ်ပိုင်းပျောက်ဆုံးသွားလို့များလားပြန်ရနိုင်မရနိုင်ဘူးဆိုတာမသိချာရဲ့အချိန်မှာစိမ့်သက်နေတဲ့ခံစားချက်တွေကိုပဲတဖြည်းဖြည်းကျင့်လို့ပြီးရင်းနှီးအောင်လုပ်တော့တယ် ကျမကိုကူညီပေးတာကျေးဇူးပါနော် ဒီမဲ့လန်သွားလေဒီမဲ့လန်ကားတွေခဏဖြစ်တော့ကောင်းတဲ့နေကြမှာ ငါကားဟုံးတန်ကြောက်တယ်။ तू ကဘလို့တည်ရလဲ။အကုန်လုံးကစိမ့်သက်နေပြီမဲ့ဘာဖြစ်လို့ဒီခံစားချက်ကြီးอ่ะအရင်ရှင်းနေရလဲ။ လူပုံကြည့်ရတာအနေရှိတဲ့လူတော့မဟုတ်တော့ပါဘူး哎呀，你那锅底现在够拍吗？我拍呀。阿伯呀， ငါလေးကြီးပဲငါမမြင်ဘူးလားငါသားငါမမြင်ဘူးလားငါသားဒီဘလို့ရှိရင်ဒီတခါဆရာမယောက်ျားတင်မို့ပေါ်တက်လို့ရှိရင်ငါသားတို့ကိုခေါ်သွားဖို့ပြောပေးမယ်ဟုတ်လားငါသားတို့တော့မယ်ဒါကြောက်ကလပ်ပဲကြောက်ကလပ်ပါရှိတယ်ကြောက်ကလပ်မှာဖျားရှိတယ်ငါသားဖျားတယ်လို့တခြားဟာတခြားဟာဖျားသမိုင်းကြောင်းပြောလာငါဖျားသမိုင်းကြောင်းညခဏလေးခေါ်ဘက်ကခေါ်နေငါသားနော်ခေါ်ဘက်ကရှင်းပြလိမ့်မယ်ကဲလာမြင်လာရှိနေကြလို့ဘိုင်းစားတယ်မှာရေရှိရေတော့အိုင်းစားမှာရေရှိရေတော့ 哦，俺鸡呗，ငါလေးကြီးပဲငါမမြင်ဘူးလားငါသားငါမမြင်ဘူးလားငါသားဒီဘလို့ရှိရင်ဒီတခါဆရာမယောက်ျားတင်မို့ပေါ်တက်လို့ရှိရင်ငါသားတို့ကိုခေါ်သွားဖို့ပြောပေးမယ်နော်လာမြင်လားနေနေပူလို့ 什么白沙的比？ ဘိုက်စားနေပြီခဏကြာဟိုမှာစရူလီတာကျွေးရဆရာမလိုက်ကျွေးမယ်လားကဲငါသားတို့ဒါကဖအံမျိုးရဲ့ကြက်တီဆောင်ကြောက်ကလက်စီဒီတော့နော်လာနေနေပူတယ်မြင်လားကဲငါသားတို့ဒီမှာအင်္ဂလိပ်လိုရေးထားတယ် Please take all you are choose နော်သားတို့ရဲ့ဖက်နှက်တွေကိုဒီမှာရှုပ်ခဲ့ဟုတ်ပြီနော်လာမြင်လားနေရအနှက်လိုက်ပို့ပေးရမှာအချိန်ကြီးကြာတယ်နော်စိတ်ကသိရှိရမဟုတ်ပို့ပေးဆိုလို့လားပို့ပေးရမြင်လား A few minutes later. ကဲလာမြင်လားနေပူလို့ နေတဲ့ပူနေတာအမဲစတာပြတော့ အမလီအဲ့အတွက်ဘာမှမပူနဲ့ဆရာမဘီဝင်းပန်းရောင်ရေရှိုးဆက်ပြပါတယ် ဟာဒီတို့စပြရင်လည်းလိုရှင်းနဲ့ဘာဆိုင်လို့လဲ ။အော်ငါသားလေဒါကရေရှိုးဆက်ပြရေးဆိုပေမဲ့သူ့မှာလိုရှင်းအာနိသင်ပါတယ်ရေတစ်ခါရှိုးပြီးရနဲ့အသားရည်လေးကစွတ်စွတ်အီလေးဖြစ်နေမှာရော့မယုံရင်ရှိုးကြည့် ချမတီတောင်ပါတောင်လဲ ။ဟောအဲ့ဒါက
ဖန်အံမျိုးရဲ့ကြက်တီဆောင်ဇွဲကပင်တောင်းနဲ့ငါသားရဲ့ ဆရာသားတို့တက်လို့ရလား တက်လို့ရတယ်ဖန်အံမှာတောင်းက4တောင်လား5တောင်လားမရှိရှိတယ်နောက်ကကြာလို့ရှိရင်ငါသားတို့တရက်ထဲအဲ့တောင်4တောင်5တောင်တရက်ထဲပြတ်တက်မယ်နော်အခုတော့မတက်နဲ့ရောလားဟာအဲ့လိုမျိုးတော့ဆမဒီလိုပဲရိုက်တယ် ဆရာကရိုးတယ် ရိုးတယ်ဆမမရိုက်ရဲဘူးရှက်တယ်ငါသားရဲ့ ဆရာကမရှိဘူးတော့လို့ရှိတယ် ဟိုဘယ်လိုရမှာလဲငါသား မရှိလို့ချတယ် လေပူလာရေးဘလို့မလို့မမောနိုင်မပန်းနိုင်နေပူရတဲ့ရက်မှာတပုတ်နေရိုက် ဟောဆရာကဒါမှမဟုတ်ရလာလေ မလေးတော်ပါပြီရိုက်ကိုယ့်ကို လာပါဆရာမလည်း မလေးတော်ပါပြီဆမရှက်တယ်အဲ့လိုမျိုးမရိုက်ရဲဘူး ဆရာလာပါ တော်ပြီနားလေးမလား ဆရာကမှမှာ ဒီလိုလေးလားဒီလိုဆမဘလို့နေရမှာ နည်းနည်းကိုလာအောင်ကောတော့အဲ့လိုမျိုးလောက်တော့ဆမဒီလိုပဲရိုက်တယ် ဆရာကရိုးတယ် ရိုးတယ်ဆမမရိုက်ရဲဘူးရှက်တယ်ငါသား ဆ ရဲ့ ရာကမရှိဘူးတော့လို့ရှိတယ် ဘလို့ရမှာလဲငါသား မရှိလို့ချတယ် ဓာတ်ပုံရိုက်တာပိုးဝင်သွားတော့အခါပြန်စမောက်ပြန်ဘာသာလဲလိုက်တင်ကြနေပြန်ပြီလေဟာငါတော့လေလူငယ်တွေပြပြတက်လေးရောက်မြိုက်တတ်ဘူးဘာမှမသိဘူး တော့ဒီမှာရေကူးတော့မလား ဟောငါသားတို့ဒီမှာရေကူးမလို့လားဟိုရေကူးမဲ့ဆိုဆရာမလည်းကူးမဲ့လေဟိုဆရာမကိုရေကူးနေနဲ့တက်တော်လေးရိုက်ပြရတာနော် ဆရာမလည်းမပြီးတော့ဘူး ငါသားလည်းတပုတ်သေးပါနော်ဒီမှာရေကူးမှာမလားအမလေးငါသားတို့စီမှာရေရှိုးဆက်ပြမပါဘူးဆရာမသိတယ်အဲ့တော့ဒီမှာဘီဝင်းပန်းရောင်ရေရှိုးဆက်ပြဒီဘီဝင်းပန်းရောင်ကလိုရှင်းအာနိသင်ပါတာကြောင့်ခန္ဓာကိုယ်မှာရှိတဲ့ရေဓာတ်တွေကိုနှစ်ဆဖြည့်ပေးတယ်ဒီဟာလေးနဲ့ရေရှိုးလိုက်ပြီးလို့ချင်းဆရာမဒါလေးနဲ့ရေရှိုးမယ်နော်ရေရှိုးရင်ဆရာမကိုတက်တော့ရိုက်ပြီးရော